ဒီနေ့ကတော့အိမ်ငွေပေါင်းပြီးကွာချုပ်နေပေါ့နော်ပတန်ဆွဲလေးရဲ့ချုပ်နေညက်နေရဲ့ချုပ်နေကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုတိုင်းရင်တွက်မယ်ပေါ့နော်ကိုတိုင်းရင်တွက်မယ်ဒီပုံနေရကြတော့ပါလေဆိုတော့ညီမတို့ကတင်ရင်တိုင်းရမယ်တင်အစားလေးမြရချင်းဟုတ်လာတဲ့ဖြီကိုတန်းစီရန်နဲ့ပေါင်းလိုက်ရမယ်ပေါ့နော်တန်းစီရန်ဆိုရင်လက်မကကြတော့ဒီလက်မပေါ့နော်ပေါင်းလေးလက်မအဲ့ဒါကြတော့ဘကွာလေးနဲ့ကိုတိုင်းကြပေါ့နော်ဒီချင်းတဲ့လူတွေတွေ့ပုံလေးတုံးရပါတယ်ပြီးလို့ရှိရင်ခါရဲ့ဖြီကကြတော့ခါကကြတော့ခါမြရချင်းတွက်ပြီးသားတင်လို့ရှိရင်အနှောင်းတွက်ပြီးသားတင်အနှောင်း 6.5 ပေါ့နော်အဲ့ဒါကကြတော့ခါရဲ့ဖြီပြီးလို့ရှိရင်လောကနောက်ကပါရွာမယ်ဆိုတော့အောက်ဝါကြတော့နှစ်နဲ့စားတယ်အောက်ဝါကကြတော့စားနှစ်ပေါ့နော်အဲ့ဒါဒီရဲ့ဖြီပါရှင်ပြီးလို့ရှိရင်အဲ့အောက်ဝါကိုချက်လေးမျိုးရှင်တဲ့အတွက် 1.5 cm နဲ့ချက်ပါမယ်နော်ဒါကိုညီမက cm နဲ့တိုင်းပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့စင်တီနဲ့တိုင်းမျိုးချုပ်ပြီးပါလက်မနဲ့ဆိုလို့ရှိရင်လက်မပြန်ဖွဲ့ပြီးတော့ပြန်တိုင်းပေါ့နော်ဒီရဲ့သဘောတရားကတော့အတူတူပါပဲပြီးလို့ရှိရင်ကွာမြင်ရချင်းတင်ဒီပုံကြီးကြတော့တင်နဲ့ကွာနဲ့အတိုင်းတာကအတူတူပါပဲလို့ရှိရင်ညီမတို့ကဒီပုံကြီးထဲမှာတိုင်းလာတဲ့ကိုတိုင်းလေးကိုထည့်ရအောင်ပေါ့နော်ဒီတင်ရဲ့နေရာမှာကိုတိုင်းလာတဲ့တင်ရဲ့ဖြေရဘယ်လောက်ရှိလဲညီမတင်ရကြတော့မရဲ့တင်ရကြတော့100ရှိတယ်100လေးနဲ့စားရင်25 cm 25 cm ကို30နဲ့တစ်ပေါင်လို့ရှိလို့ရှိရင်35 cm ဒါကကြတော့တင်ရဲ့ဖြေပေါ့နော်ဒါ35 cm တင်ရဲ့ဖြေရမယ်ပြီးလို့ရှိရင်ခါကကြတော့တင်အနှုံး 6.5 ဖြစ်တဲ့အတွက်ကြောင့်မို့လို့မတင်ရဲ့ဖြေကိုဒီမှာလာထည့်မယ်35 cm အနှုံး 6.5 ဆိုတော့29.5ကျန်ပေါ့နော်29.5ကျန်တယ်28.5 28.5 28.5ပေါ့နော်ဒီမှာရှိတဲ့သမ9ကျန်တယ်ပြီးလို့ရှိရင်အောက်ဝါကကြတော့46ရှိတယ်ပေါ့နော်ညီမရဲ့အောက်ဝါက46ရှိတယ်46ကိုနှစ်နဲ့စားလို့ရှိရင်23ကို1.5ပြန်ပေါင်းမယ်ဆိုရင်24.5ဒါကကြတော့ခါရဲတီဒါကကြတော့အောက်ဝါရဲတီဂွားမြင်ချင်းတင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂွားနဲ့တင်နေရကြတော့ဒီတူပဲပေါ့နော်အဲ့ဒါကြောင့်မို့တင်ရ35ဖြစ်တဲ့အတွက်ဂွားကလည်း35တင်ရလည်း35ဒီတူပဲပေါ့နော်ပြီးလို့ရှိရင်အရှိညီမတို့လိုချင်တဲ့အရှိကဘယ်လောက်လဲပေါ့နော်ပေါင်းပြီးအရှိဆိုလို့ရှိရင်68စင်တီမီတာဆိုလို့ရှိရင်68တရားအဲ့လောက်ထိယူပဲပေါ့နော်ဘာကြောင့်လဲညီမပေါင်းပြီးပေါင်လေလောက်ထိယူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့43စင်တီမီတာညီမယူပါတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒါကိုညီမကစဆွဲနေတယ်စဆွဲနေဆိုလို့ရှိရင်ဒီပေါ်မှာလို့ဒီကြောင်ပိတ်တယ်မဒီပေါ်မှာဒီကြောင်ဒီပိတ်တယ်အဲ့ဒါကိုညီမတို့ကဘေးထောက်ယူကြောင်မပါတယ်ဘောင်းပြီးလို့ရှိရင်ဘေးထောက်ယူကြောင်မပါတယ်ဘောင်းပြီးလို့ရှိရင်ဖြစ်တဲ့အတွက်ကြောင့်ညီမတို့ကပတန်စာရက်ကိုဒီအနေနဲ့ထောက်လိုက်တယ်ညီမမခောက်ချင်ဘူးဆိုလည်းကြားတယ်ခောက်ချင်နေတာဒီအနေနဲ့တုံးပေါ့နော်အချားလည်းမျက်စင်ခောက်ရတဲ့မျက်စင်တွေကိုဒီလိုတုံးရပါတယ်လို့ရှိရင်ညီမတို့ကဒီရဲ့ပုံမှာဘာကိုတင်မလဲဆိုတော့ဒီမှာခါရဲဖြည့်တင်တယ်နော်ဒီကတော့လုံးမြင်ပေါ်ညီမတို့ခါရဲဖြည့်ဘယ်လောက်ရတာလဲ28.5ရတာဖြစ်တဲ့အတွက်ကြောင့်မလို့28.5တင်တယ်ပြီးလို့ရှိရင်28.5နေအောက်ကိုဗာဆင်းမယ်ဆိုတော့ကွာဆင်းမယ်နော်ကွာကဘယ်လောက်တင်ဆင်းမယ်တင်ရဘယ်လောက်ဆင်းမလဲဆိုတော့တင်ရဖြည့်က35 cm ဖြစ်တဲ့အတွက်ညီမတို့35 cm ဆင်းတယ်ပြီးလို့ရှိရင်အဲ့မှာညီမတို့ကမြင်းပြောက်ကြောင်ပြန်ဆွဲနေပေါ့နော်အဲ့ဒီရဲ့ဒီပေါ်မှာညီမတို့ကကွာကိုတင်တယ်ကွာရဲ့ဖြည့်ကဘယ်လောက်ရှိလဲ35 cm ရှိရဖြစ်တဲ့အတွက်35 cm တက်တယ်ပြီးလို့ရှိရင်ဒီပေါ်ကခါမှတ်ကညီမတို့မြင်းပြောက်ကြောင်ဆွဲချမယ်ပြီးလို့ရှိရင်ဒီရဲ့ကွာမှတ်နဲ့ဒီရဲ့ခါမြင်းနဲ့ညီမတို့ကပြီးကွေးနေဒီလိုဆက်ပြီးနေအဲ့ဒါဆိုရင်ဒီအပေါ်ပိုင်းကဒီပေါ့နော်ဒီအပေါ်ပိုင်းကဒီအောက်ပိုင်းကိုကြာတော့ညီမတို့ကအရှိဘယ်လောက်ယူရတာလဲဆိုတော့43ယူရတာဖြစ်တဲ့အတွက်ဒီအပေါ်ကနေအောက်ကိုညီမတို့43ဆင်းနေတယ်နော်43ဆင်းနေပြီးလို့ရှိရင်ညီမတို့ကဒီမှာညကြောင်ကြောင်ဆွဲချတယ်အဲ့ဒီအောက်ကငယ်မြင်းပေါ်မှာညီမတို့ကအောက်ဝါကိုယူနေပေါ့နော်အောက်ဝါကဘယ်လောက်ရှိလဲ24.5ရှိတာဖြစ်တဲ့အတွက်ညီမတို့24.5ဒီမှာမှတ်နေပြီးလို့ရှိရင်ဒီကွာနဲ့ဒီကနေညီမတို့ဒီလိုဆက်တယ်နော်ပြီးလို့ရှိရင်ညီမတို့ကဒီမှာအောက်ခောက်စာဘယ်လောက်ယူလဲဆိုတော့အောက်ခောက်စာ 2.5 နော်လမနဲ့ဆိုလို့ရှိရင်တလမနဲ့ဆိုလို့ရှိရင်တလမစီစီနဲ့ဆိုလို့ရှိရင် 2.5 cm ညီမတို့ယူတယ်ပြီးလို့ရှိရင်ဒါလေးယူလို့ဆွဲတော့ဒီနေ့ဒီမှာကကျွန်တော်ခောက်ချုပ်တဲ့ခါကျလို့ရှိရင်ဘီရဲ့အချုံကလုံးမှာဖြစ်တဲ့အတွက်ဒီပုံကတော့1.5ထွက်မယ်ပြီးလို့ရှိရင်ဒီပုံလည်းဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီပတန်ကဘာပြီးတူပတန်ပေါ့နော်အကုန်လုံးပြီးသားပြီမမကဒီမှာခဏကဆွဲတဲ့ပတန်ရပြီပေါ့နော်ဒီမှာဒီဥစ္စာကိုဒီမျိုးတက်ပေါ့နော်နောက်ညှက်လိုက်တာကိုဒီမှာကဗီဒီယိုမရိုက်လိုက်ရလို့ပေါ့နော်ဒီဥစ္စာကဘာလဲဆိုတော့ဒီဂျူးခောက်စာပေါ့နော်ဒီဂျူးခောက်စာကိုဒီမှာကအမောက်ကိုဖေရတဲ့ဟာကိုဒါညှက်တင်လိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကပိတ်စာယူပေါ့နော်ဆုံးမဲ့ပိတ်စာကိုယူလာမယ်ချုံမပိတ်စာကိုယူလာပြီးတော့ငါတို့ဘယ်လိုညှက်မလဲဆိုတော့တစ်ခါလေဒီလိုမျိုးလေးခောက်ချတယ်နော်အမှန်တော့မျိုးလေးတိုက်ပြီးတော့တစ်ဖြားလေးလုပ်ပြရမှာပေါ့နော်ဒီချိန်မှာတော့ဒီချက်ကိုခောက်ရက်ယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာခောက်ရက်လေးဒီမှာချောင်းလို့ပေါ့နော်အဲ့ဒါကိုပြင်အပ်လေးနဲ့တွေ့ရမယ်အောက်မှာလည်းညှောင်းထားမယ်ပြီးလို့ရှိရင်ဒီမှာဒီဘက်ဗီဒီယိုကြတော့ဒီမှာဒီလိုလေးကွက်တိပေါ့နော်ဒီနားသားနဲ့ဒီလိုလေးကွက်တိထားမယ်ပြီးလို့ရှိရင်လည်းဒါကိုတိမ်ရွက်ညက်မယ်
လို့ရှိရင်ဒီမှာဒီလိုလေးဖြစ်သွားပါနော်ဒီလိုလေးကိုညီမတို့ကဒီနေရာကြီးပူပြီးတော့အရင်ချုပ်မယ်ပေါ့နော်အခုကဘာလုပ်ပြမလဲဆိုတော့အိတ်ကက်ညက်ပြမယ်ပေါ့နော်သူ့ရဲ့အိတ်ကက်ညက်ပြမယ်ဒါကြတော့ခုနကညက်ထားတဲ့ဟာလေးပေါ့နော်ဒီဝါချီကကြတော့အလားမလားမရှိတဲ့အတွက်ပေါ့နော်အလားမလားတော့ကြည့်စရာမလိုဘူးတကယ်လို့အလားမလားရှိတဲ့ဟာဆိုလို့ရှိလို့ရှိရင်အလားချင်းပူပြီးတော့ဒီမလားဘက်ကနေချုပ်ရမယ်ပေါ့နော်ဒီလိုမျိုးလေးဝန်းစင်ချုပ်ပါနော်ဒါလို့ရှိရင်ဝန်းစင်ရမယ်ဒီတော့ချုပ်ပြီးဒီဘက်ချမ်းရယ်ဝန်းစင်ချုပ်နော်မိအားပုံလိုက်ဖို့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ခိုင်အောင်ပေါ့နော်ညီမတို့လုံးချုပ်နေနေချုပ်ပြီပေါ့နော်ဒါဆက်လိုက်တဲ့နေရာကြတော့ဘောင်းမီကွာပြေရတော့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်ညီမတို့လုံးချုပ်နေနေချုပ်မယ်လုံးချုပ်ကဘယ်လိုချုပ်မလဲဆိုတော့ဒီမှာဒီလိုမျိုးလေးဖြစ်နေတာကိုညီမတို့ကတစ်ခါဒီလိုမျိုးလေးနှိမ့်မယ်ပြီးရင်နောက်တစ်ခါလုံးကြီးချုပ်တယ်လို့ပေါ့နော်အဲ့လိုမျိုးလေးချုပ်မယ်ပေါ့နော်ဒါကိုညီမတို့ဒီမှာဒီဘက်ချမ်းကိုရင်းချောင်းဖြီးပေါ့နော်ဒါချုပ်ရကြတော့ဘောင်းမီပေးလို့ပြေးမှာပြောတော့ပေါ့နော်ဒီမှာနေသူတော့ချုပ်ယူကနေတော့မှမကိုယ်ထုတ်ဘူးအဲ့ဒါကြောင့်မို့လို့ဒီဘောင်းချုပ်လို့နေများဒီချုပ်ယူပဲတုံးကြတယ်များ။တချို့အော်ရာချုပ်တွေကကြတော့ဒီလိုမလိုက်နိုင်ဘူး။သူကဒီကြောင်းချုပ်လိုက်တယ်ပြီးရှင်လိမ့်စံနဲ့ဒါစက်လိုက်တယ်။ဒါကကိုယ်ကမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုင်အောင်လို့ဒီလုံးချုပ်ပြီးချုပ်ပေါ့နော်။အဲ့ဒါဆိုရင်မတော်တက်ပြီပေါ့နော်ဒီမှာသူရဲ့ချုပ်ရကြတော့ဒီလိုလေးပေါ့နော်ဒီလိုလေးချုပ်ယူရပြီးရင်ဒီတစ်ချက်မှလည်းဒီလိုလေးပေါ့နော်ပြီးညီမနောက်တစ်ပတ်ချုပ်ပြမယ်နော်ဒီမှာဒါဆိုလို့ရှိရင်ညီမနှစ်ဖက်လုံးကိုလုံးချုံနဲ့ညီမချုပ်လိုက်ပြီပေါ့နော်နှစ်ဖက်လုံးကိုညီမကလုံးချုံနဲ့ချုပ်ပြီးပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ညီမကဘာလုပ်လဲဆိုတော့ဂွားပူနေပေါ့နော်ဂွားကိုဒီလိုလေးဒီလိုလေးအဓိကကျတော့ဗာလဲဆိုတော့ဒီဂွားနှစ်ခုကပြီးညီရမယ်နော်ဒီဂွားနှစ်ခုကဒီလိုလေးတိတိလေးဖြစ်နေရမယ်အဲ့ဒါတော့အဓိကပေါ့နော်အဲ့ဒါပြီးညီရမယ်အဲ့ဒါကိုညီမတို့ကဘယ်လောက်ချုပ်မလဲဆိုတော့ဝန်းစီချုပ်မယ်ပြီးလို့ရှိရင်ညီမတို့ကဂွားမခိုင်ပါဆိုလို့နောက်တစ်ခါအဲ့ဒီနေရာလေးကိုထပ်ပြီးတော့ဂွားနေရာလေးကိုထပ်ပြီးတော့ခိုင်အပြင်းများတာကျတော့ဂွားနေရာလေးပြင်းများလိုက်တယ်မမဂွားနေရာလေးကိုအဲ့လိုမျိုးလေးနှစ်ချောင်းလေးပေါ့နော်နှစ်ချောင်းလေးထပ်ပြီးချုပ်လိုက်တယ်ပြီးလို့ရှိရင်ဒါကိုမမဓာတ်စလိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာညီမတို့ကအောက်မှာချုပ်ဆောက်ဖို့2.5 cm ထားရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီ2.5 cm ကိုညီမတို့ခောက်မယ်လက်မနဲ့ဆိုလို့ရှိရင်တက်လက်မပေါ့နော်အဲ့ဒါကိုညီမတို့ခောက်ဆက်ထားရဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုညီမတို့ပြန်ခောက်မယ်ပေါ့နော်ဒီလိမ့်ချုံလို့ဆိုလို့ချင်းဖြစ်နေတယ်။လက်ချက်ကတော့ပြပြဒီတော့အောက်တော့ပြပြဒီခါချက်တယ်။လိမ့်နေတယ်လိမ့်ပြရပါတယ်။လိမ့်လိမ့်ချုပ်နေပါတယ်။ပြီးလို့ရှိရင်ဒါဆိုရင်နော်ဘောင်းပြီးသွားပြီပေါ့နော်အဲ့ဒါဘာပဲကျွန်တော်တို့တီဂျူတောက်ပဲကျွန်တော်တီဂျူကကြတော့ဘယ်လောက်ဖြတ်မလဲဆိုတော့ကိုယ့်ရဲ့ခါအောက်တိုင်းပဲခါအောက်တိုင်းပြီးတော့စင်တီနဲ့ဆိုလို့ရှိရင်8စင်တီမီတာလက်မနဲ့ဆိုလို့ရှိရင်3လက်မခွဲလောက်ပေါ့နော်အဲ့လောက်ကိုတီဂျူဖြတ်ရမယ်3လက်မခွဲနှုတ်ရမယ်ပေါ့နော်ခါကို3လက်မခွဲနှုတ်ရမယ်လက်မနဲ့ဆိုရင်စင်တီနဲ့ဆိုရင်8စင်တီမီတာလောက်နှုတ်ရမယ်အဲ့ဒါပြီးလို့ရှိရင်တီဂျူဖြတ်ပေါ့နော်ပြီးလို့ရှိရင်တီဂျူတက်ပြမယ်ဟုတ်တယ်ဒါကြတော့မပြတုတ်တာမပြလိုက်ရအောင်ပေါ့နော်ဒီဟာနှစ်ခုဆက်ပြီးတော့ဒီလိုမျိုးတုတ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ကဒါကိုဒီလိုလေးတင်နော်ဒီလိုပုံစံမျိုးကိုဒါကိုမဒီလိုလေးတင်ပြီးတော့မဒီလိုလေးချက်မယ်ပြီးရင်ဒီလိုတစ်ခါလိမ့်မယ်ပြီးလို့ရှိရင်ဒီမှာနောက်တစ်ခါချက်လိမ့်မယ်ဒါကိုမလာတီကျူတက်မယ်ဒါရောက်တော့စင်မီဟုတ်ကဲ့ရအောင်မသိဘူး
大把你听了，你听了， ဒီကတော့ဗာလဲဆိုတော့မိအောင်ချုံတာနော်မိကိုစတီကျူအပြင်ထွက်တယ်နော်မိအောင်မျိုးကဒီကျူလည်းမင်းလည်းမင်းပြရတယ်ဒီကျူလည်းမင်းပြရတယ်ဆက်စားလည်းမိရတယ်ပေါ့နော်你看那样子，မရဘူးဒီတူပေါ်မှာပြောင်းမဟုတ်ဘူးတူပေါ်မှာလည်း 好像不是我，才开了我，ပေါ်လို့ဒီလိုက်ပါနော်ပြီးဆိုလို့ရှိရင်တော့နောက်ကအတော့ကိုမြည်ထားမယ်ထားပြီးဆိုရင်တော့အလဲမှာကြောင်းတက်ပြုံပေါ့ဒီကျုံတက်ရရဖြစ်နေရဒါဆိုလို့ရှိရင်နောက်ပြီးပြီးတော့ fish time အိမ်မနေတော့အောင်လို့ရတယ်တောင်းပြီးဒီပါရှင်ဒါကကြတော့မဘောင်းမီနဲ့တွဲဖို့အင်ကြီးပေါ့နော်အဲ့ဒီပတ်တန်ဆွဲတော့ညီမဗီဒီယိုရိုက်ဖို့မေ့သွားတာပေါ့နော်ဗီဒီယိုရိုက်ဖို့မေ့သွားတယ်ပြီးတော့ဆွဲပြီးတော့လည်းဗီဒီယိုရိုက်တဲ့အချိန်မှာဒီမှာအတန်သွင်းဖို့မေ့သွားပြန်ရောအဲ့ဒါကြောင့်မို့ဒီမှာအတန်ပြန်သွင်းပေးလိုက်ရတယ်ပေါ့နော်ဒီပတ်တန်ယူမယ်ဆိုလို့ရှိရင်ညီမကိုကောမတ်မှာဒီအင်ကြီးပတ်တန်လေးပြီးဆွဲပြပါလို့ပြောလို့ဆိုလို့ရှိရင်ညီမပြန်ပြီးညီမဆွဲပြပေးမယ်เนาะဒါကကြတော့ညီမဆွဲထားပြီးသားကိုပဲညီမညှက်ပြီးတော့ချုပ်ပြလိုက်မယ်ပေါ့เนาะပတ်တန်ဆွဲထားတဲ့ video file ကကြတော့ညီမမရိုက်လိုက်ရလို့ပေါ့เนาะရိုက်ဖို့မေ့သွားလို့ပြီးလို့ရှိရင်ဒီဟာလေးလည်းအတန်သွင်းမှုညီမကြံခဲ့တဲ့ခါကျတော့ညီမအတန်လေးပြန်ထည့်ပေးလိုက်ရတယ်ပေါ့เนาะဒါကိုကြတော့ညီမရှေ့ချမ်းနောက်ချမ်းတရွက်ပဲဆွဲထားတယ်သူကကြတော့ ready made အင်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ချမ်းနောက်ချမ်းညီမတရွက်လည်းဆွဲထားတယ်ပြီးလို့ရှိရင်ညီမခောက်ရွက်ညက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းပိတ်စာကိုတခါတည်းခောက်ပြီးတော့ညီမတင်လိုက်တယ်ပေါ့နော်ပတန်စာရဲ့တင်လိုက်တယ်ပြီးလို့ရှိရင်အောက်ကိုညီမက2 cm လောက်ခောက်စာထားလိုက်တယ်ပြီးလို့ရှိရင်ဘေးကိုလည်းညီမ2 cm လောက်ခောက်စာထားပြီးတော့အဲ့ဒီပုံစံတိုင်းပတ်တန်တိုင်းပေါ့နော် white ပြီးတော့ညီမညှက်လိုက်တယ်ပေါ့နော်ညှက်ပြီးလို့ရှိရင်ဒါကကြတော့နောက်ချန်တွဲညီမညှက်တယ်နောက်ချန်တိုင်းညှက်တယ်ပြီးလို့ရှိရင်အဲ့ဒီမှာနှစ်ထပ်ဖြစ်တာ၄ဓာတ်ပေါ့နော်၄ဓာတ်ကိုကြောနှစ်ခုစာဖြစ်တဲ့ကြောနဲ့ရင်နဲ့နှစ်ခုစာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်ဘက်ရှိခြင်းစာကိုကြတော့ညီမဖယ်လိုက်တယ်ပြီးလို့ရှိရင်နောက်ကျန်တော့ကကြတော့လေပင်ထပ်ဖောက်ရှိခြင်းနောက်ကျန်တော့ညီမဖယ်လိုက်တယ်ပေါ့နော်ရှိခြင်းတော့ကကြတော့လေပင်ထပ်ဖောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမကရှိခြင်းလေပင်အတိုင်းကိုပြန်ညှက်ထုတ်လိုက်တယ်ပေါ့နော်ရှိခြင်းလေပင်အတိုင်းကိုညီမပြန်ပြီးတော့ပြန်ညှက်ထုတ်လိုက်တယ်ပြီးလို့ရှိရင်ဒါကလက်ကလက်လျှော်လေးဖြစ်တဲ့အတွက်ကြောင့်မလို့လက်တက်စရာလည်းမလိုတော့ဘူးရှေ့ရနောက်ချန်လည်းပြီးဆိုတော့ဒါကိုပခုံးတွဲပြီးတော့ညီမတို့ကဒါဆက်လိုက်ယုံနေပေါ့နော်ဒီမှာတော့ညီမတို့ကအင်ဂျင်မြတ်တာလေးကိုအင်ဂျင်ချုပ်နေပေါ့နော်နော်လက်လျှော်ပခုံးကကြတော့ညီမကရှေ့ကျန်သူကအလားမလားမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမကရှေ့ကျန်နောက်ချန်ပူပြီးတော့1 cm ညီမပူလိုက်တယ်ပေါ့နော်ချုပ်လိုက်တယ်1 cm မှာချုပ်လိုက်တယ်ဒီနှစ်ဖက်ကို1 cm ချုပ်ပြီးတော့ပခုံးလေးနဲ့ပေါင်းလိုက်လိုက်တယ်ဒီလိုဆိုရင်လက်ပတ်လေးကိုလက်လျှော်ဖြစ်တဲ့အတွက်ကြောင့်မလို့လက်ပတ်လေးကိုညီမဒါဆက်ပတ်ပြီးတော့လိုက်တယ်ပြီးအောက်ပတ်လေးကိုလည်းညီမဒါဆက်လိုက်တယ်ပြီးရင်ဘီယိုကိုဒါဆက်နဲ့ပဲအရင်တွဲချလိုက်တယ်ပေါ့နော်ဒီအကြီးပတန်လေးကြိုက်တယ်ဒီအကြီးပုံစံလေးကြိုက်တယ်ဆိုရင်ဒီအကြီးပတန်လေးမပြဆိုရင်ကောမမလည်းပြောတာပေါ့ကောမမပြောရရင်ညီမကရင်းကြီးပတန်လေးကိုတက်ပတန်တက်ခညက်ပြအကုန်လုံးဒါလေးကြတော့ညီမညက်လာပြီးသားလေးပဲညီမချုပ်ပြတာပေါ့နော်ပြီးလို့ရှိရင်ဘီယူတခါလေးညီမဒါဆက်လိုက်တယ်ဒါညီမအကုန်လုံးဒါဆက်ပတ်လေလိုက်သွားလိုက်ပြီးလို့ဆိုတော့လိုက်ပြီးဆိုတော့ညီမကဘယ်လိုလဲဆိုတော့ဒီလက်မှာကျတော့ညီမက 1.5 တို့မဟုတ်1 cm ပေါ့နော်ကိုစိတ်ကြိုက်ပေါ့နော်လက်ပြားကြီးလေးကိုကြိုက်တယ်ဆိုလို့ရှိရင် 1.5 လောက်ခောက်ပေါ့နော်ပုံမှန်ကြားလေးဆိုတော့1 cm လောက်ဆိုလို့ရှိရင်ရပါပြီအဲ့ဒါလေးကိုပတ်လေချုပ်လိုက်ရုံပဲပေါ့နော်
ဒါလေးပပတ်လေလေးချုပ်လိုက်ရုံပဲဒီမှာပဲရှင်ပြပါပြီဒါဆိုလို့ရှိရင်ဒီမှာလည်းဒီနေ့ကတော့ပုတ်ပွားပြီးအောက်ပပတ်လေလည်းညီမဝဲကြည့်ရမှာနော်5ဝင်စင်ခောက်လိုက်ပါနော်ရင်းဘီယူချုပ်လိုက်တယ်ပြီးလို့ရှိရင်ဘီယူလည်းညီမဒါစလိလိုက်လိုက်တယ်ပြီးလို့ရှိရင်0.5 cm တူလို့တဲ့တော့ရတော့ကျွန်မကအဲ့ဒီကိုကြည့်တယ် တွေ့လိုက်တယ်ပေါ့နော်ဒါလည်းဘောင်းဒါကြတော့ဘောင်းဒီလေးမားကြအင်ဂျီအဲ့ဒါဝက်ဆက်ပေါ့နော်ဝက်ဆက်ပြီးပါပြီရှင်ဒါလေးကကြတော့အဲ့ဒီပိတ်စားနှစ်ကိုက်ကိုမှထပ်ပြီးတော့ထပ်ပူတယ်ပေါ့နော်ထပ်ပူတဲ့ခါကျတော့ခလေးပြအင်ဂျီလေးနဲ့ဘောင်းဒီလေးတို့ဆိုထည့်ရတဲ့တော့ပေါ့နော်ညီမအင်ဂျီလေးနဲ့ဘောင်းဒီလေးတစုံတစ်ချုပ်တယ်ဒါကိုကြတော့ညီမပတန်မညက်ပြတော့ဘူးနော်အင်ဂျီတိုင်းလေးပဲညီမပြလိုက်တာပတ်တယ်ဟိုတယ်လေဒါလည်းအဲ့လိုမျိုးပဲအဲ့ဒီပတန်လေးလူချင်းနေဆိုလို့ရှိရင်ညီမဟို Messenger မှာလည်းပြောဟိုမမလည်းပြောတာပေါ့နော်ဒီကလေးအင်ဂျီလေးညက်ပြပါလို့ပြောရင်မကဒီကလေးဆောက်ရတာကလေးအင်ဂျီလေးဒီတိုင်းလေးအင်ဂျီတစ်ဆက်ထပ်ပြီးဆက်ပြပါမယ်ကျေးဇူးတင်ပါတယ်ရှင်